ပြေးလေဝေးလေတခါတလေတင်ရောက်ရှင်တဲ့ပန်းတိုင်းလှုပ်ရှင်တဲ့အလုပ်တွေအတွက်ကြိုးစားလှုပ်ဆောင်ရင်းမှားနေပြီလားလို့တန်တရားစိတ်တွေအတွေးတွေဝင်လာတတ်တာကြုံမှုကြမှာပါအဲ့ဒီလိုကြုံလာခဲ့ရင်ရက်ပစ်လိုက်ပါမှားသွားမလားဆိုတဲ့စိုးရင်စိတ်နဲ့ရှေ့ဆက်တိုးနေမဲ့အစားရက်သိမ့်ပြီလို့ထင်ရက်လိုက်တာအကောင်းဆုံးပါပဲမှန်လားမှားလားသိနိုင်ဖို့အမှားမှန်ကိုသိချဆန်းစစ်ဖို့အရေးကြီးတယ်လို့လုံနိုင်ဖို့အချိန်တိုင်းတာတစ်ခုလည်းလိုအပ်ပါတယ်အီလက်ထရောနစ်ပစ္စည်းတွေရဲ့ခလုတ်မှာ press ဆိုတဲ့ခလုတ်လေးတစ်ခုထည့်ထားတာကိုတွေ့ရပါလိမ့်မယ်တင်ပြောင်းလဲခြင်းနဲ့လှုပ်ရှင်တဲ့အရာလေးကိုပြောင်းဖို့လက်ရှိလုပ်နေတဲ့အမှားတွေကိုရက်ပစ်လိုက်မှရမယ်မရက်ပဲပြောင်းလဲခြင်းနေရင်တော့ခက်ခဲပါလိမ့်မယ်ရက်လိုက်ခြင်းအဖြစ်စဉ်းစားတွေးခေါ်ဖို့ရနိုင်မယ့်အချိန်တစ်ခုလည်းရမှာဖြစ်ပါတယ်ပိုပြီးဖြစ်တဲ့ဖြစ်ထိုက်တဲ့ရွေးချယ်မှုကိုလည်းလှည့်ဆောင်နိုင်မှာဖြစ်ပါတယ်အရန်ပင်ပန်းနေရင်ခဏနားလိုက်ပါတင်ဟာပြန်ပွဲကထွက်သွားတာမဟုတ်ပါဘူးအဲ့ဒီအတွက်ပိုကောင်းတဲ့အကြံဉာဏ်တွေရလာနိုင်ပါလိမ့်မယ်ရက်သိမ်းတဲ့အချိန်မှာရက်ရမယ်ရက်ပြီးရင်တော့ဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတွေကိုလှည့်ဆောင်နိုင်မှာဖြစ်ပါတယ်စိုးရင်စရာတွေကိုမစင်စားပဲလက်ရှိအရှင်တွေကိုပဲစဉ်းစားမယ်ဆိုရင်ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်ပါလိမ့်မယ်မှန်လားမှန်ရင်လည်း86မှားရင်တော့80မတိုးပါနဲ့ရက်ရမယ့်နေရာမှာရက်ရမယ့်အရှင်ကိုသိပါတင်ကရက်ရမယ့်နေရာကိုသိနေမှတွားရမယ့်လမ်းကိုမလွတ်တော့မှာဖြစ်ပါတယ်